Hello guys, may I share much and many? What they are different between? They mean large number or amount. Much and many နဲ့ဘာကွာလဲဆိုတာပြပြချင်ပါတယ် Much ကလည်းအများကြီး many ကလည်းအများကြီး ဟုတ်ပြီ many ကိုတော့ countable noun တွေရေးသွက်လို့ရတဲ့ noun တွေနဲ့တွဲပြီး much ကိုတော့ uncountable noun တွေနဲ့တွဲသုံးပါတယ် countable noun ဆိုတာဘာတွေလဲဆိုရေးသွက်လို့ရတဲ့ noun တွေပါစာအုပ်တွေ book ဘောပင်တွေ pen ခဲတံတွေ ဖောင်းစာလူတွေ people တငယ်ချင်းတွေ friends အဲ့လိုရေးသွက်လို့ရတဲ့ noun တွေကို countable noun လို့ခေါ်ပြီးအဲ့ဒီ countable noun တွေကို many နဲ့တွဲသုံးပါတယ် much ကိုတော့ uncountable noun တွေနဲ့တွဲသုံးပါတယ် uncountable noun တွေဆိုတာဘာတွေလဲဆိုလို့ရှိရင် water ရေ sugar money information စသဖြင့်ပေါ့ air oxygen ဒါတွေကိုတော့ uncountable noun တွေလို့ပြောပြီးအဲ့ဒီ uncountable noun တွေကို much နဲ့တွဲသုံးပါတယ်ဒါဆိုစာကြောင်းလေးတွေမှာဘယ်လိုတည်ဆောက်မလဲဆိုတာလေ့လာကြည့်အောင် I have many friends နောက်မှာတငယ်ချင်းတွေအများကြီးရှိတယ် She doesn't have many books သူမမှာစောက်တွေအများကြီးမရှိဘူး Are there many cars in the street လမ်းပေါ်မှာကားတွေအများကြီးရှိသလား Now much နဲ့စာကြောင်းလေးတွေတိဆောက်ကြည့်အောင်နော်လွယ်ပါလေ I don't have much money တော့ပတ်စံအများကြီးမရှိဘူးငွေအများကြီးမရှိဘူး There isn't much sugar in the jar ဖန်ခွက်ထဲမှာ sugar တကြားတွေအများကြီးမရှိဘူး Do you have much time ဒီမှာချိန်အများကြီးရှိတယ်လားဒီလိုဆိုလို့ရှိရင်အချို့အဖြစ်ပြောမယ်ဆိုရင် many ကိုတော့ countable noun တွေနဲ့တွဲသုံးပြီး much ကိုတော့ uncountable noun တွေနဲ့တွဲသုံးပါတယ်ဒီလောက်ဆိုရင်နားလည်လိမ့်မယ်လို့ထင်ပါတယ် Thank you